ကယ်ဒမီမှန်ပြီးမှကြီးမဲ့သူမရှိခဲ့တဲ့နေဝင်းရဲ့ပြောတန်ဆက်ကပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။တရုတ်ဆောင်နေဝင်းနဲ့ခင်ဝင်းဝါတို့ပါဝင်တရုတ်ဆောင်ထားတဲ့ပြောတန်ရုပ်ရှင်ဇာတ်ကားကြီးကတော့ရုပ်တင်တဲ့ကာလမှာလူမဝင်လို့တပတ်နဲ့ပဲရုံပေါ်ဆင်းသွားခဲ့ရပါတယ်။ပြောတန်ရုပ်ရှင်ဇာတ်ကားကြီးရုံတင်တဲ့အချိန်တုန်းကထုတ်လွှင့်ခဲ့တဲ့ကြောင်ညာအပိုင်းတိုးလေးတွေကြောင့်နေဝင်းနဲ့ခင်ဝင်းဝါအကယ်ဒမီရမယ်လို့ပရိသတ်တရားချီးကျူးခဲ့ကြပေမဲ့တကယ်တမ်းဇာတ်ကားအစားဆုံးကအားနည်းချက်တွေများပြီးတရုတ်ဆောင်မပြီးပြန်ကြလို့လူပြောများနေကြပါတယ်။ပြောတဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေမှာနေဝင်းကသူ့စပင်အရှိကြီးနဲ့ပဲရိုက်ကူးခဲ့လို့ဇက်ကောင်နဲ့မလိုက်ဖက်ပဲတရုတ်ဆောင်သားလည်းမကောင်းဘူးလို့ဝေဖန်နေကြပါတယ်။အထူးသဖြင့်နေဝင်းကအလူဒါယကအဖြစ်တရုတ်ဆောင်ရတဲ့အခါမှာစရုံးကြီးနဲ့အလူလဲဖို့နှိုးဆော်တဲ့အတန်ကလည်း rap ရွတ်နေတဲ့အတန်လိုဖြစ်နေတာပါပဲ။ဇက်ကားအစားဆုံးတစ်လျှောက်လုံးမှာလေနေဝင်းကတရုတ်ဆောင်သားမပြီးပေမဲ့ဇက်ကောင်စရိုက်လုံးဝမပေါ်ဘူးလို့ပရိသတ်တရားပြောပါတယ်။နောက်တစ်ခုကမင်းသားမင်းသမီးတွေကိုအညာသူအညာသားပုံပေါအောင်မိတ်ကပ်အညူတွေလိမ့်ချထားတာများသွားလို့တဘာဝမကြတော့ပဲကြည့်ရအဆင်ပြေမနေပါဘူးဇက်ကားထဲမှာလည်းဇက်ကွက်အများစုမှာအားနည်းချက်တွေတဘာဝမကြတဲ့နေရာတွေအများကြီးရှိနေရမှုရုပ်ရှင်ကြည့်ပြီးကြတဲ့ပရိသတ်တွေကထောက်ပြဝေဖန်နေတာပါအဆိုဆုံးကတော့အကယ်ဒမီမှန်းထားတဲ့နေဝင်းနဲ့ခင်ဝင်းဝါဟာပြောတန်စကားမှာအကယ်ဒမီရဖို့နေတတ်တာရုပ်ရှင်မှာကြည့်ရသူတော့မရှိဘူးလို့သိရပါတယ်မြန်မာရုပ်ရှင်ရုံတွေရဲ့ထုံးစံကလူကြည့်များတဲ့ဇာတ်ကားတွေဟာနှစ်ပတ်ဆက်တိုက်ရုံတင်ရတာရှိပါတယ်။တပတ်အတွင်းမှာရုံတင်တဲ့ကားကလူမဝင်မှုဆိုတာတပတ်မပြေခင်ဖြုတ်ချခံရတာပါ။အခုပြောတဲ့ရုပ်ရှင်ဇာတ်ကားကြီးကလည်းရုံတင်တဲ့တပတ်အတွင်းမှာကြီးစုသူ9ယောက်တောင်မပြေလို့ရုံတွေကဖြုတ်ချခဲ့ရတယ်လို့သိရပါတယ်။အခုခေတ်ကလာကုန်စည်နှုန်းတွေရလူတွေကြတဲ့နေတဲ့အချိန်မှာရုပ်ရှင်ရုံတွေကလူ9ယောက်ရှိရနဲ့ရုံဖွင့်ပေးကြပြီးမြဲပြောတဲ့ရုပ်ရှင်ဇာတ်ကားကတော့တပတ်အတွင်းမှာလူ9ယောက်မပြည့်ရဲ့နေတွေရှိလို့ရုံပိတ်ခဲ့ရတာတွေရှိရလို့ပရိသတ်တရားပြောပါတယ်ပရိသတ်အများစုကနေဝင်းဟာရုပ်ရှင်မင်းသားဖြစ်ဖို့အရေးချင်းမပြည့်မီဘူးလို့ပြောကြပေမဲ့နေဝင်းကတော့ပြောတန်စကားကြီးနဲ့နောက်ထပ်အကယ်ဒမီစုခုနိုင်မယ်လို့မျှော်လင့်ထားတာပါဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးတဲ့ဆယ်လီရဲသတင်းကြောင်းရကတော့ဒီလောက်ပါပဲရှင်အမြဲတမ်းဒီလိုမျိုး update ဖြစ်နေတဲ့ဆယ်လီရဲသတင်းကြောင်းရတွေကိုစင်စမပြတ်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပြီးပြီးနာ notification လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါတယ်နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါရရှင်